Hello အားလုံးပဲမင်္ဂလာပါမေတင်သွားမယ်စာမယ်ဖွင့်နေမှာပေးရတယ်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျမဟိုနေ့ပြောသလိုကို့အနီးနာဆိုရင်မေ့နေတတ်တယ်ဆိုတာလေးပေါ့နော်သူကတော်တော်များများလာစားကြတယ်အောက်က10ရောက်ကဘရသိညာလမ်းလဲမှာရှိတာပါမျိုးဦးဒီဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်လေးကတော့အိမ်ဆိုင်လေးပဲဒါပေမဲ့အရန်စားကောင်းတာရှယ်အဲ့ဒီမှာဆိုရင်လေမာလာရှန်ကောနဲ့ပတ်သက်တာတွေရောအများကြီးရတယ်ဆိုင်ရောက်တဲ့ခါကျရင်ချက်ကြည့်လိုက်လေနော်တကူးတကကြီးသွားစားစရာမလိုအရသာရှိပြီးတော့အရန်စားကောင်းတဲ့ဆိုင်လေးပါအဲ့ဒါလေးကိုလာပြီးလက်တို့တာလိုက်ခဲ့နော်ကွကြည့်ရောပဲတို့လားသမီးလားနင်းလားကွကြည့်ရောဒါကရှမ်းကောက်ဆိုရင်ရှမ်းမတူလားအဲ့ဆိုရင်သူကခနန်းတောက်ဆန်းရဲ့ဘာလဲမတက်ချီလောက်မှလာတင်မော်တောင်ချက်တည်းရဲ့ဒီကဒီနေ့မိန်းကလေးတွေဆိုတာတည်ရတာတင်မော်ဒီတောင်ချင်းငယ်ငယ်ဆက်ဆက်ဒီကတင်မော်တောင်အရန်ကောင်းတယ်တက်ချီလောက်မှလာလဲတအားကောင်းတယ်ပြီးတော့ခနန်းတောက်ဆန်းလည်းတအားကောင်းတယ်ခနန်းတောက်ဆန်းချက်တောက်ဆန်းငါးတောက်ဆန်းအကုန်ကောင်းကဲကျမအရန်ကြိုက်တယ်တင်မော်တောင်ကျမလေအမြဲတမ်းလို့စားပြတယ်တော့ရတယ်စားပါလားကောင်းတယ်ရှာနေကောင်းညတင်မော်တောင်တော့ကျမအရန်ကြိုက်တော့哪里的吧嘞？啊，这些嘛来，太热了。可能到山脚。喂，你来不及？我娘嘞。棒。ဒီမှာတော့ဆိုင်ရိုးကိုက်လို့တိတ်ဆင်မပြေဘူးပဲနေဆိုတော့ကိုယ့်အိမ်နာမှာဆိုတော့ဘလူးမမရှိဘူးရိုးကိုက်တယ်နော်ဒီနေ့ပိုင်းသွားရင်လေအဲ့ချက်သားဆိုတော့အရိုးကိုက်ချင်တယ်အရန်ပဲတည်းကိုယ့်လိုလူတွေရှိလားမသိဘူးလက်အိမ်နဲ့စားတာအရိုးကိုက်ချင်လို့လေအဲ့လိုရိုးကိုက်တဲ့ဟာဆိုရင်မင်းမြငါးကင်ပြေမှာဘလို့မစားဘူးအိမ်ပြန်တယ်ခဲ့တယ်ဘာလို့အရိုးကိုက်ချင်လို့ငါးရိုးပါကိုက်ချင်တာအောင်းလိုက်တာရှင်ကဲမမတက်တင်တို့ကတော့ဒီလေးပေါ့နော်ဒီမှာအများကြီးသေးတယ်တော့ဘိုင်းမဆက်တော့လို့သမင်းစားပြီးသွားရင်မဟုတ်ရှူးရှဲလာစားသင်းမော်ကြီးတောင်းရဲ့တက်ချေတောင်းမာလာရဲ့ခနန်းတောက်ဆန်းရဲ့ကွတီရိုရဲ့ချမ်းခောက်ဆွဲလာစားတာဒီမှာဆိုရင်ရတာတွေကဝတ်မုံရင်းချင်းတို့ကြက်မုံရင်းတုပ်တို့သမင်းတုပ်ချက်မောင်သမင်းငယ်ပုံရည်ကြီးသမင်းတုပ်စုံမဲမရတာအများကြီးပဲအာလူမာလာဂျပန်တို့ဦးနော်ဂျပန်တို့ဟုတ်ဘူးလားဟုတ်တယ်ဒီတော့သမင်းကြောင့်ငပိသမင်းကြောင့်စိတ်ဖူသမင်းကြောင့်အပေါ်သမင်းအမောကစုံကြောရမုံငင်းကြောချက်မုံငင်းကြောငါဖဲစားတော့ခန်းရီစားတော့ချက်မုံငင်းချင်းကြောဝမ်းမုံချင်းချင်းကြောဝက်စလက်စုံရပါတယ်လို့အဲ့ဒါလေးပြောတာပါမဟုတ်ကဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်တိမိနဲ့အစားတဲနဲ့စားကောင်းပြီးတော့အရန်ဖို့ဒီဇိုင်းလေးကိုမမေ့ကြရလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်